Hello မင်္ဂလာပါကျွန်တော် Boys ပါဒီနေ့ကျွန်တော်ရဲ့ချစ်ရသောပရိသတ်တွေအတွက်မတူကွဲတတ်နေတဲ့ခေါင်းစဉ်တစ်ခုနဲ့မိတ်ဆက်ပေးမယ်ကမ္ဘာစစ် World War 3ဘာလို့လဲဆိုတော့ကျွန်တော်တို့အခုလက်ရှိနေထိုင်နေရတဲ့ကမ္ဘာကြီးမှာဖြစ်တည်လာတဲ့စစ်ဘက်ဆိုင်ရာပြဿနာတွေအကုန်လုံးဟာကျွန်တော်တို့နိုင်ငံနေစပြီးတော့မှတကမ္ဘာလုံးဆိုင်ရာစစ်ပွဲတွေနဲ့ပဲရင်ဆိုင်နေရတဲ့အခြေအနေတစ်ခုမှရောက်တည်လာပြီဖြစ်တဲ့အတွက်ဒါရုပ်ကမ္ဘာစစ်လို့သတ်မှတ်ပြီးတော့မှဘယ်လိုတွေတောင်ရှောင်ရှားပြီးတော့ပြင်ဆင်ပြီးတော့ကိုစိတ်ဓာတ်တွေကိုခံမအောင်ထားပြီးတော့ကိုပြင်ဆင်ပြီးတော့နေဖို့အကြံပြုပါတယ်ကမ္ဘာစစ်မီတွေကဘယ်လိုလောင်နေရလဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ရောဘယ်လိုပတ်သက်နေမလဲနှစ်ပေါင်း80ကျော်တက်တန်းရှိတဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်2021ဖေဖော်ဝါရီကနေပြီးပြန်စားတဲ့ယနေ့အထိအာဏာသိမ်းမှုတစ်ခုကြောင့်ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်2022ဖေဖော်ဝါရီ24ရက်နေ့မှာဖြစ်ပွားတဲ့ယူကရိန်းနဲ့ရုရှားစစ်ပွဲတွေတောင်တရုတ်ပင်လယ်တွေရဲ့ညှဉ်းပန်းမှုနဲ့ထိုင်ဝမ်နဲ့ချိုင်းနာကိစ္စတွေ2023ဂါဇာအစ္စရေးနဲ့အခုလပိုင်းတက်တန်းရှိတဲ့အမေရိကန်နဲ့အီရန်စစ်ပွဲတွေဒီစစ်ပွဲတွေကပြိပခါတွေအကုန်လုံးကမ္ဘာစာမျက်နှာစစ်မျက်နှာပြင်ကြီးကိုလှန်ပြနေတယ်ဆိုတာကိုအကုန်လုံးသတိထားမိဖို့တော့လိုတာပြီလက်ရှိကမ္ဘာစစ်အခြေအနေအရအရှေ့အလယ်ပိုင်းယူကရိန်းရုရှားအစ္စရေးနဲ့ပါလက်စတိုင်းပြိပခါတွေကြောင့်တမိုင်းကြောင်းနဲ့လက်ရှိအခြေအနေဒီသူတို့လည်းနှစ်ပေါင်း80ကျော်ကြာနေမြင့်ငင်းပွားမှုတွေနဲ့တူဘာသာရေးပြိပခါတွေပြင်းထန်တဲ့နိုင်ငံရေးတွေနဲ့တူ2023ခုနှစ်မှာဟာမတ်အဖွဲ့ကအစ္စရေးကိုရုတ်တရက်တိုက်ခိုက်တာတွေနဲ့ပတ်သက်ပြီးတော့ဂါဇာတိုက်ပွဲကနေပြီးတော့နိုင်ငံတကာအဆင့်ကြီးမြင့်တက်လာတဲ့နိုင်ငံတကာမှာဝင်ရောက်ဆွတ်ဖက်မှုတွေရှိလာတဲ့စစ်ပွဲတစ်ခုဖြစ်တယ်။အီရန်ဆီရီးယားစတဲ့ဒေသတွေမှာမဟာမိတ်တွေပါဝင်လာပြီးတော့ပြိပခါတွေကိုကမ္ဘာအဆင့်အထိမြင့်တင်ပြီးစိုးရိမ်မှုတွေပိုရှိလာအောင်လို့လှုံ့ဆော်ထားတယ်။အီရန်နျူကလ িয়ার လက်နက်တွေဖွံ့ဖြိုးရေးကိုဆက်လက်လှုံ့ဆော်ပြီးတော့အစ္စရေးနဲ့အမေရိကန်တို့ကလည်းဒီလုပ်ရက်တွေကိုတေချာပေါက်ကန့်ကွက်ထားတယ်။အီရန်နဲ့လက်နက်ခဲယမ်းတွေကပါလက်စတိုင်းအဖွဲ့တွေတို့ရောက်ရှိလာပြီးတော့ဒေသတွေမှာစစ်မီးတွေပုံမပြင်းထန်လာတယ်။အမေရိကန်ကအစ္စရေးကိုစစ်ရေးနိုင်ငံရေးနဲ့ငွေကြေးအရာအပြေအဝထောက်ခံထားပြီးတော့ပြိပခအတွင်းမှာတိုက်ရိုက်ပါဝင်လာတဲ့ရုရှားတရုတ်နှစ်နိုင်ငံနဲ့တိုက်ပွဲဖြစ်နိုင်ခြေရှိလာတယ်။ Digital War တွေအရာအခုလက်ရှိအမေရိကန်နဲ့တရုတ်ဒီစီးပွားရေးတိုက်စစ်တွေအကုန်လုံးကိုကျွန်တော်တို့တွေဒီ Digital War အဖြစ်နဲ့ပြောင်းလဲပြီးတော့မှသူတို့တွေကဒီစီးပွားရေးစစ်ပွဲတစ်ခုကိုဖန်ဆင်းပြီးတော့သူတို့နှစ်နိုင်ငံပြိပခတ်တေချာပေါက်ဖြစ်နေတယ်။အမေရိကန်ကလည်းဆုံးရှုံးမှုရှိတယ်လို့တရုတ်ကလည်းဆုံးရှုံးမှုတွေရှိနေတယ်။အဲ့ဒီကြားထဲမှာ2022ခုနှစ်ဖြစ်ပွားနေတဲ့ရုရှားယူကရိန်းကိုကျူးကျော်စစ်ကဥရောပရဲ့လုံခြုံရေးကိုတောင်မှတွားပြီးတော့ချိန်ချောက်မှုပုံစံတွေဖြစ်နေတယ်။နေတိုးနိုင်ငံတွေကလည်းယူကရိန်းအားစစ်ရေးတွေကူညီများပေးပြီးတော့ရုရှားပေါ်စီးပွားရေးပိတ်ဆို့မှုတွေစပြီးတော့လှုံ့ဆော်ထားတာတွေကြောင့်ဖြစ်ပွားနေတဲ့ပြိပခါရဲ့အကျိုးဆက်တွေအကုန်လုံးကကမ္ဘာစီးပွားရေးနဲ့နျူကလ িয়ার ချိန်ချောက်မှုတွေအထိပြန့်နှံ့လာတယ်။ရုရှားကနေတိုးနဲ့တိုက်ရိုက်စစ်ပွဲတွေဖြစ်ခဲ့ရင်တော့အခုချိန်မှာပြောကြမလို့ဥရောပတစ်ဖက်ချန်လောကတေချာပေါက်10 မီလီယံတောင်းနေပြီဆိုတာအကုန်လုံးကသိရမယ်။ရုရှားဥရောပရဲ့တဘာဝတန်းဝေထောက်ပံ့မှု40%ကိုထိန်းချုပ်ခံရပြီးတော့Israel Palestine ရဲ့ပြိပခရှေ့လယ်ပိုင်းရေနံထုတ်လုပ်မှုကိုပါတွားပြီးတော့ထိခိုက်သွားတာတွေအများကြီးရှိတယ်။စွမ်းအင်နဲ့ဈေးကွက်မတည်ငြိမ်မှုတွေကစီးပွားရေးကိုပြိုလဲစေပြီးတော့နိုင်ငံတကာပြိပခတွေကြားထဲမှာပုံမပြင်းထန်လာတဲ့ကိစ္စတွေအများကြီးဖြစ်ပေါ်လာတယ်။မဟာမိတ်စနစ်နဲ့အခန်းကဏ္ဍအမေရိကန်နဲ့နေတိုးတို့ကယူကရိန်းကိုထောက်ခံပြီးတော့ရုရှားနဲ့တရုတ်တို့ကတေချာပေါက်ပူးပေါင်းလျက်ရှိကြတယ်။အီရန်နဲ့ရုရှားတို့ကလည်းအစ္စရေးကိုဆက်ကြရတယ်ပူးပေါင်းပါဝင်ပြီးတော့ဆောင်ရွက်ကြတယ်။အခုမဟာမိတ်တွေကပြိပခနှစ်ခုလုံးကိုဆက်ပြီးတော့တနေရာကနေပြီးတော့စစ်မီးတွေဟာတခြားဒေသတွေကိုပြန်နှံ့လာပြီးတော့စစ်ပွဲတွေမှာဖြစ်ပေါ်စေတယ်။ပြိပခတွေကိုခွင့်ကောင်းယူပြီးတော့ ISIS ဆိုတဲ့အဖွဲ့အစည်းတွေကလည်းကမ္ဘာတစ်ခုလုံးကိုတိုက်ခိုက်မှုတွေနဲ့ဒီစစ်မီးတွေကိုတေချာပေါက်တောင်းလောင်စေတယ်။မြန်မာနိုင်ငံမှာလည်း2012ရခိုင်အရေးခင်ပြိပခတွေနဲ့2019ရိုဟင်ဂျာလူမျိုးတို့တပ်ဖြတ်မှုတွေဟာစာဒီပြိပခတွေကြားထဲမှာဝင်ရောက်လာတယ်။အဲ့ဒီပြိပခနှစ်ရက်လုံးကနိုင်ငံတကာဥပဒေကိုအခြေခံတဲ့ဘောတူညီချက်များရရှိရန်ပို့ပြီးတော့လိုအပ်နေတယ်။ဖြစ်နိုင်ပါမလားတေချာပေါက်နိုင်ငံတကာကလည်းပဲအခုလက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲတွေပေါ်မှာကမ္ဘာစစ်ပုံမှုကြီးထွားလာအောင်လှုံ့ဆော်နေတာလားအဲ့ဒါလည်းမဖြစ်နိုင်ဘူးမဟုတ်ရင်အဖွဲ့အစည်းနှစ်ခုလုံးကတေချာပေါက်ဒီစစ်မီကြီးကိုတောက်လောင်အောင်လှုံ့ဆော်နေတာလားဒီကမ္ဘာစာမျက်နှာတွေပေါ်မှာဖြစ်ပွားလာတဲ့စစ်ပွဲတွေဒီနှစ်ပေါင်း100မှာတေချာပေါက်တစ်ခါဒီလိုကပ်ဘေးတွေရောဒီလိုစစ်ပွဲတွေရောဒီဖြစ်ပွားနေတာတော့တဘာဝဘေးအန္တရာယ်ဆိုတာတော့ထားလိုက်ပါဒီစစ်ပွဲတွေဒီလူတွေလှုပ်ထားတဲ့ရည်ရွယ်ချက်ရှိနဲ့အရာတွေဖြစ်နေတယ်တဲ့အဲ့ဒါတွေကဘာတွေလဲဆိုတော့အခုလက်ရှိကမ္ဘာပေါ်မှာရှိနေတဲ့အဖြူရယ်အမဲရယ်အကောင်းရယ်အဆိုးရယ်ဆိုတာပဲတတ်မှတ်ထားလိုက်ပါဒီအဖွဲနှစ်ဖွဲဒီတေချာပေါက်အားပြိုင်နေတာလားဆိုတဲ့အရာတစ်ခုကိုတော့ကျွန်တော်တို့အနေနဲ့စဉ်းစားဖို့တော့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ဒါဒီကျွန်တော်တို့ရဲ့အသက်အန္တရာယ်ကိုထိခိုက်လာမယ့်အရေးဖြစ်တယ်ကမ္ဘာတစ်ခုလုံးဒီစစ်ထပ်ပြည့်တဲ့အချိန်ကျရင်ကျွန်တော်တို့နိုင်ငံအနေနဲ့စဉ်းစားကြည့်ပေါ့အခုလက်ရှိမြန်မာနိုင်ငံထဲမှာဖြစ်ပွားနေတဲ့စစ်ဘက်ဆိုင်ရာပြိပခတွေနဲ့ပြဿနာတွေအကုန်လုံးဒီငြိမ်းချမ်းခြင်းကိုမတွားဝနဲ့ဒီဟာတွေအကုန်လုံးကကမ္ဘာစစ်ဥတီလာတာလားအဲ့ဒါဆိုရင်ငါတို့မြန်မာနိုင်ငံနဲ့ရောဒီကမ္ဘာစစ်နဲ့ဘယ်လိုတွေတောင်ပတ်သက်နေရလဲတ
တေချာပေါက်ရှိတယ်မရှိဘူးဆိုတာမရှိဘူးစစ်တပ်တွေဒီလိုပုံစံနဲ့ပဲလက်ပတ်နေတဲ့အတွက်အဲ့ဒါဆိုရင်ငါတို့လူမျိုးတွေပေါ်မှာဒီလိုပုံစံတွေနဲ့ပဲချက်လဲပြီးတော့မှဒီကဘာစစ်ကိုပါငါတို့ကအခုတိုက်ပေးရမှာလားအဲ့ဒါဘယ်လိုသဘောရတာလဲအဲ့ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဟောမြန်မာနိုင်ငံမှာအခုလက်ရှိဖြစ်ပေါ်နေတဲ့စစ်ပွဲတွေကိုတော့ကျွန်တော်တို့ကာကွယ်ဖို့ရင်းနှီးဖို့ကျွန်တော်တို့တွေရဲ့အသက်ကိုပိတ်ဆက်ပြီးတော့မှကျွန်တော်တို့နိုင်ငံရဲ့လွတ်လပ်ရေးတစ်ခုကိုတိုက်နေပါတယ်ဆိုမှဒီကဘာစစ်တီမြန်မာနိုင်ငံတို့ကူးဆက်လာခဲ့တဲ့ကျွန်တော်တို့ဟောဒီကဘာစစ်ကိုဘယ်လိုပုံစံနဲ့ကာကွယ်ရမှာလဲဘယ်နိုင်ငံကနေပြီးတော့ဥပဒေသားတစ်ခုနဲ့ရေးဆွဲပြီးတော့မြန်မာနိုင်ငံရဲ့လူနေမှုစင်တာတစ်ခုနဲ့မြန်မာနိုင်ငံရဲ့ပြည်သူလူထုပေါ်မှာဘယ်လိုအခြေအနေတစ်ခုကိုရပ်တည်ထားတာလဲဆိုပြီးတော့မှပုံပွင့်လင်းလင်းရှိထားတာမရှိပဲနဲ့ငါတို့အခုလက်ရှိအချိန်ဒီမှာဒီလိုပုံစံနဲ့အုပ်ချုပ်ထားတဲ့ဒီချမ်ပီယံစစ်ကောင်စီရဲ့လုပ်ရက်တွေအကုန်လုံးပုံပွင့်လင်းလင်းချပြထားတာတော့မှပဲနိုင်ငံတကာဥပဒေအနေနဲ့ရေးယူမှုဆောင်ရွက်မှုမျိုးမရှိပုံပွင့်လင်းလင်းမမြင်ရသေးတဲ့ကိစ္စတစ်ခုပါအဲ့ဒါဆိုရင်သူတို့အနေနဲ့ဟောဒီလိုပုံစံနဲ့ငါတို့တွေပေါ်မှာကာကွယ်ပေးရတယ်ဆိုတာဖြစ်နိုင်ပါဘူးလားတေချာဘောတော့ရှိတာတခုကတော့ဒီကမ္ဘာကုလသမဂ္ဂဖွဲ့စည်းရနေပြီးတော့ဖြစ်တည်နေတဲ့အရာတခုရှိတယ်။ဘာလဲဆိုတော့ကမ္ဘာကုလသမဂ္ဂဖွဲ့စည်းဒီ the wife လို့အမည်တက်ထားရင်ဒီကမ္ဘာကုလသမဂ္ဂဖွဲ့စည်းနေမှာပတ်သက်တဲ့နိုင်ငံတွေကနေပြီးတော့ARG နိုင်ငံတွေအကုန်လုံးကတော့ black အဲ့လိုပဲတတ်မဲ့ပြီးတော့ကြည်အောင်ဒါဆိုရင်ငါတို့မြန်မာနိုင်ငံနေစကားစအနေနဲ့ဘယ်နဲ့ပတ်သက်နေလဲအခုလက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲတွေကြားထဲမှာတော့မှပဲတေချာဘောရုရှားစီတွားပြီးတော့ဒီလိုလက်ချင်းချိတ်ပြီးတော့မှနေပြခဲ့တယ်ဆိုရင်တော့ဒါဒီကောင်းသောအမြင်တစ်ခုတော့မဟုတ်ဘူးဒီနိုင်ငံရေးပြည်ပခါတွေကြားထဲမှာဖြစ်ပွားနေတဲ့ကျွန်တော်တို့ရဲ့နိုင်ငံသားတွေရဲ့အိုးအိမ်စီးစိမ်တွေဆုံးရှုံးမှုတွေကတော့ထားလိုက်တော့အခုအချိန်ဒီမှာဒီစစ်ပွဲကြီးကိုဒါကျွန်တော်တို့တွေထပ်ပြီးတော့ဒါတိုက်ခတ်ရမယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံအနေနဲ့ကတော့ကျွန်တော်တို့တွေထပ်ပြီးရင်လေးစရာပဲရှိတော့တယ်တဘာဝဘေးဒဏ်တင်ထားတယ်နိုင်ငံအာဏာသိမ်းထားတာနဲ့ဒီဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ယောဂဒဏ်ကိုကောင်းကောင်းခံစားထားရတဲ့မြန်မာပြည်သူတွေရဲ့ဘဝကိုတစ်ချက်ကိုချင်းစောက်ပြီးတော့ကဘာရွကျွန်တော်တို့ကတော့တောင်းဆိုပါတယ်ကဲအားလုံးပဲအေးချမ်းတဲ့ဘဝမျိုးပိုင်ဆိုင်ကြပါစေဒါရ World War 3အကုန်လုံးတတိရှိစွာနဲ့ဒီစစ်ပွဲရဲ့အတန်ကိုနောက်ဆွင့်ပြီးတော့မှစောက်ကြည့်နေဖို့အကြံပြုချင်ပါတယ်ကဘာစစ်ဖြစ်ရင်တော့ကျွန်တော်တို့လည်းရှောင်ဖို့နေရဆိုတာတော့တေချာပေါက်ရှာထားဖို့တော့လိုတယ်တေချာပေါက်တော့ကျွန်တော်တို့ရဲ့ပေါက်ဖော်ကြီးမဟုတ်ဘူးเนาะကျွန်တော်တို့ရဲ့ပေါက်ဖော်ကြီးမဟုတ်ဘူးသူတို့တွေဒီငါတို့နိုင်ငံထဲမှာမြေတို့တော်မြေပုံကိုမြေသူဖန်တီးနေသည်ဆိုတာကိုသူတို့ဒီလိုပုံစံနဲ့ရေးထားတဲ့ကိစ္စတွေအကုန်လုံးကျွန်တော်တို့ဒီနေရာနေပြီးတော့ပဲအကုန်လုံးကောင်းမှုစွာနဲ့အတိပေးပြစေအကုန်လုံးတတိရှိကြပါဒီထက်ပို့ပြီးတော့မှဘွားတွေထပ်ပြီးတော့မဆုံးရှုံးရအောင်အကုန်လုံးကောင်းမွန်ရနေရာမှာကောင်းမွန်စွာခိုလုံခွင့်ရှိကြပါစေကဲနောက်တစ်ပုံမှာကျွန်တော်တို့တွေ့ကြရအောင် peace